ဒါလေးကတော့ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့2D Pro Max ပေါ့နော်အခုကျွန်တော်နောက်အသစ်ထပ်ပြီးတော့ထွက်မဲ့ software ပေါ့နော်ဒါအမီးလေးပြေးတာပေါ့နော် software ကတော့အကုန်လုံးတော့မပြီးသေးဘူးတော်ထက်နေရတယ်ရှိသေးတယ်ပေါ့နော်တော်တော်များများတော့ပြီးနေပါပြီသူ့ကိုကြာကျွန်တော်ကဘယ်လိုလေးလောက်ထားလဲဆိုရင်ကျွန်တော်ကcommission တွေအယောစားတွေပါညာထည့်ရတာလွယ်အောင်လုပ်ထားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အပြည့်အား3မလား 0R 3မလားပေါ့နော်စသဖြင့်ကျွန်တော်တို့ရွေးချယ်ပြီးထည့်လို့ရအောင်လုပ်လို့ရတယ်ဘယ်ကနေထည့်ရတယ်ပြီးတော့ track ကနေထည့်ရဒါတော့တိတ်တော့မထူးဆန်းပေါ့နော်ဒါတော့တိတ်မထူးဆန်းဒါတော့ तू ကတခါလဲတရက်စာတည်ရင်တခါလဲပြပြပေါ့နော်မနေ့ပိုင်းညနေပိုင်းပြပြတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် तू ကဒီ calendar ပုံလေးကိုနှိပ်ပြီးတော့ကိုကြိုက်တဲ့ရက်စွဲကိုရွေးပြီးတော့မှကြည့်လို့ရတယ်ပေါ့နော်အဓိကကျွန်တော်တို့ commission စင်းဖွင့်တာလဲကျွန်တော်တို့တိတ်တော့မထူးဆန်းပေါ့နော်အဓိကတော့ကျွန်တော်တို့က copy paste ကိုကောင်းအောင်လေကျွန်တော်လုပ်ပေးမှာပေါ့နော်လောလောဆယ်တော့ကျွန်တော်တို့လောက်ထားလေးတော့ရှိတယ်ပေါ့နော်ကျွန်တော်ဥမာဒီမှာဆိုရင်ကျွန်တော် copy ယူထားတာပေါ့နော် copy ထားတဲ့ဟာကိုဒီတခါလဲ bottom link နေတာတခါလဲတက်ထည့်ပြီးသားဖြစ်သွားမယ်ဒါဒီမှာဆိုရင်မလိုတဲ့စာသားကြီးကျွန်တော်ဖြတ်ပစ်လိုက်မယ်နော်ဖြတ်ပြီးကျွန်တော် okay လေးပြလိုက်မယ်ဒါဆိုရင်ဒီမှာစင်းထည့်ပြီးသားဖြစ်သွားပြီနော်ဒီမှာဆိုရင်ကနန်းတွေကြည့်လို့ရတယ်ပေါ့နော်ဒီဟာကိုလည်းဒီကနန်းကွက်ကိုလည်း copy ယူလို့ရမယ်ပြီးရင်ကျွန်တော် voucher ပေါ့နော် voucher မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကvoucher မှာဆိုရင်ကျွန်တော်တို့ကဗာလေးလုပ်ပေးထားလဲဆိုရင်ဒီ voucher ကိုရိုး copy ယူလို့လည်းရ copy ယူပို့လို့လည်းရတယ်တကယ်လို့အဲ့လိုမဟုတ်ဘူးဆိုရင်ကျွန်တော်ကဒီ voucher ကိုကျွန်တော်တို့ကပုံဖြစ်စိတ်လို့လည်းရပါတော့ဒီကျွန်တော်တို့ copy button လေးကိုပဲနှိပ်ပြီးတော့ save ပို့လို့ဆိုတော့နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဖုန်းရဲ့ကဲလိုက်တဲ့ကိုရောက်သွားမယ်เนาะဘယ်လိုပုံစံလေးရောက်သွားလဲဆိုတော့ပြပေးဒီပုံစံလေးရောက်သွားမှာပေါ့เนาะဒီပုံစံလေးကျွန်တော်တို့ voucher လေးရောက်သွားမှာပေါ့เนาะဒီပုံလေးကိုကျွန်တော်တို့က Viber တို့ Messenger Telegram တို့ Messenger တို့ပို့ပေးလို့ရတယ်ပေါ့เนาะတို့ voucher ကိုပုံမှာ save လို့ရအောင်လုပ်ပေးထားပါเนาะဒါလေးကတကူပေါ့နောက်တစ်ခုကကျွန်တော်တို့ဘာလုပ်ပေးထားဆိုရင် ledger မှာဆိုရင်ကျွန်တော်တို့က ledger တစ်ခုလုံးကိုလည်း copy ယူလို့ရတယ်ပြီးရင်ကျွန်တော်တို့ဒီမှာကြီးစင်ငယ်လိုက်ငယ်စီကြီးလိုက်နော်ပြောင်းကြည့်လို့ရမယ်ပြီးအဓိကတော့ကျွန်တော်ဒီမှာဗာလေးထည့်ပေးထားဆိုရင်ခံမှန်းလေးပေါ့နော်ကျွန်တော်တို့ရောင်းချရတဲ့ဘယ်ကနေထွက်ရင်တော့ဘယ်လောက်ရှုံးနိုင်တယ်ဘယ်လောက်မြတ်နိုင်တယ်ဒါလေးတွေကိုခံမှန်းပုံစံလေးကြည့်လို့ရအောင်လုပ်ပေးထားတယ်နောက်တစ်ခုကအဲ့ခံမှန်းလေးကကျွန်တော် break မှာလည်းထည့်ပေးတယ်နော် break မှာဆိုလို့ရှိရင်ကျွန်တော်တို့ break ဖြတ်ထားတဲ့ကဏ္ဍတွေကဘယ်ကဏ္ဍတွေကတော့ရှုံးနိုင်တယ်မြတ်နိုင်တယ်ဒါတွေကိုကျွန်တော်ပြန်ကြည့်လို့ရတယ်ပြီးလို့ရှိရင်ကို break ဖြတ်ထားတဲ့ဟာကိုလည်း copy ပြီးတော့မှကိုပို့ချင်တဲ့သူပြန်ပို့လို့ရတယ်နော်ပြီးရင်ကျွန်တော်တို့ဒီမှာဆိုရင်လည်းဒါစီးရင်တွေကိုလည်းတူးချင်းစီလိုက်အသေးစိတ်ပြန်ကြည့်လို့ရတယ် copy ယူပြီးတော့ဗောနော်ကိုယ့်ရဲ့ border ကိုတင်မယ်ဆိုရင်ကို dynamic လေးတွေနဲ့မှတ်ထားလို့ရတယ်တချို့က dyn က3-4 တန်လောက်ရှိရတယ်နော်အဲ့တော့ကိုတင်မဲ့ dyn ကိုကိုထည့်ထားပြီးတော့မှရွေးပြီးတော့ dyn ကိုရွေးပြီးထည့်လို့ရတယ်ဗောနော်နောက်တစ်ခုကကျကျွန်တော်တို့ကစီးရင်ဆိုလို့ရှိရင်ဒါတူးချင်းစီရဲ့ဒါစီးရင်တွေဗောနော်ကျွန်တော်တို့ကနန်းထွက်ပြီးသွားပြီဆိုလို့ရှိရင်ဒါအယောစားစီးရင်ပဲဒီမှာဝင်ကြည့်လို့ရတယ်အဲ့စီးရင်တွေကိုလည်းကျွန်တော်တို့ကစီးရင်ကြောက်နေနဲ့ကြည့်ချင်နေဆိုရင်ဒီမှာကျွန်တော်တို့ကရက်ဆွဲလေးရွေးပြီးတော့မှ static edit ရွေးပြီးတော့မှကျွန်တော်တို့ကဘယ်နည်းကနေဘယ်နည်းဒီတပတ်စာပေါ့ဗျာဒီလိုမျိုးစင်းတွေပြန်ကြည့်လို့ရတယ်ဒီစင်းတွေကိုလည်း copy ယူလို့လည်းရတယ်เนาะချုပ်ကတော့ကျွန်တော်တို့ဟိုပေါ့เนาะဒီတပတ်စင်းချုပ်ပေါ့เนาะကျွန်တော်တို့ဘယ်နည်းစာတပတ်စာစင်းချုပ်ကြည့်မလားတစ်လစာစင်းချုပ်ကြည့်မလားပေါ့เนาะကိုကြိုက်တဲ့ဒီရက်ဆွဲလေးကိုရွေးပြီးတော့မှကျွန်တော်တို့ချိန်ကြည့်လို့ရပါเนาะနောက်ပြီးတော့ကျွန်တော် graph ပေါ့เนาะဒီ graph မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတပတ်စာစင်းတစ်လစာပေါ့စင်းချုပ်เนาะကျွန်တော်ဒီမှာဆိုရင်ရောင်းအားဘယ်လောက်ရှိတယ်ရောင်းအကောင်းဆုံး commission ပေါ့နော်ဘယ်နှဦးဘယ်သူတွေဘယ်လောက်ရောင်းရလဲပေါ့နော်ပေါက်တီးအများဆုံးကဘယ်သူတွေလဲအထိုးကူကအများဆုံးကဏ္ဍကဘာတွေလဲပေါ့နော်ဘယ်ကဏ္ဍတွေအထိုးအများဆုံးလဲတစ်ပတ်အတွင်းမှာပေါ့နော်ပြီးရင်အရှုံးမြတ်တစ်ပတ်အတွင်းမှာကိုဘယ်လောက်ရှုံးတယ်ဘယ်လောက်မြတ်တယ်graph လေးနဲ့ပြန်ပြီးတော့မှအသေးစိတ်ပြန် check လို့ရတယ်ပေါ့နော်ဒီလိုမျိုးလေးပေါ့နော်လိုလေးတော့ကျွန်တော်တို့လုပ်ပေးထားတယ်ဒါကလုံးဝတော့မပြီးအကုန်လုံးတော့မပြီးသေးဘူးပေါ့နော်ဒါကျွန်တော်ပြပေးတာပေါ့နော်ဒီနေရာမှာဆယ်လာပြတာတခြားတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်အစကတော့ဒါကို online software အနေနဲ့ဖန်တီးမလို့ပေါ့နော်ရေးဆွဲမလို့ကျွန်တော်ဟိုမှာဒါဆိုရင်ကျွန်တော်တို့ဒါ admin software ပေါ့နော် admin software မှာဆိုရင်ကျွန်တော်တို့ကရောင်းချိန်တွေကိုကျွန်တော်တို့ကစိတ်ကြိုက်နော်ဟို auto ထားလို့ရတယ်ကို page ရှင်နေချင်းဟိုအဖွင့်ပိတ်လုပ်နေစရာမလိုဘူးပေါ့နော်သူ software က auto သတ်မှတ်ပြီးအစတွေလိုမျိုးလုပ်မလို့ပေါ့နော်ဒါပေမဲ့ကျွန်တော်ရင်းနဲ့ offline ကိုပဲအရင်သွားခြင်းတဲ့အခါကျတော့ offline ကိုပဲရေးလိုက်တယ်ပေါ့နော်ဒါလေးထွက်လို့ရှိရင်လည်းအားပေးကြပါအောင်နော်ကျွန်တော်ဒါအမီးလေးပြပေးရပါနော်